လိုထိုင်းတရုတ်ဟင်းလျာတစ်မျိုးဖြစ်တဲ့ကော်ဖီပေါင်းလေးချက်ပြပါမယ်ရှင်။ဂျပ်ချိုင်လို့လည်းခေါ်ပါတယ်။အိမ်ဦးဆုံးကော်ဖီထုတ်တွေကိုကျမတို့ကလေးချမ်းချမ်းပြီးတော့မှတရက်နေလန်းထားပေးရပါမယ်။ပြီးသွားပြီဆိုလို့ရှိရင်တော့မိုချောက်ကိုလည်းရေစိမ်းထားပေးလိုက်ပါမယ်နော်။ငရုတ်ကောင်းနဲ့နည်းနည်းမြင့်အမြင့်ရဲ့ကြက်သွန်ဖြူရဲ့ကိုလည်းကျမတို့ကရောထောင်းပေးလိုက်ပါမယ်ရှင်။ဒီတနေလန်းထားတဲ့ကော်ဖီတွေကိုလည်းကျမတို့က air fryer ရှင်ရင် air fryer ထဲမှာထည့်ကြော်ပြီးတော့မရှိရင်တော့ရိုးရိုးစီအနေငယ်ထည့်ပြီးတော့မှကြော်နိုင်ပါတယ်ပြီးရင်တော့ပဲပြားလည်းအသုံးပြုပါတယ်ပဲပြားတွေကိုကျမတို့မိနစ်တက်သလိုအသုံးလေးတွေသုံးပြီးတော့မှအရသာအနေနဲ့စားနဲ့အချုံမုံနဲ့ထည့်ပြီးတော့မှအဲဟာကိုလည်းကြော်ပေးရပါမယ်ပြီးရင်တော့ဝက်သားကိုလည်းကြော်ပါတယ်ရှင်ကျမကတော့ဝက်နံရိုးကိုအသုံးပြုထားပါတယ်ပဲပြားကိုလည်းကြော်လိုက်ပါတယ်အခုကျမတို့ကော်ဖီပေါင်းပါမယ်ကော်ဖီထည့်မယ်ဝက်သားပဲပြားပြီးတော့မိုးလည်းထည့်ပါတယ်အရသာအနေနဲ့စားတကြားပြီးတော့အချုံမုံအနေငယ်ရဲ့ခုနကထောင်းထားတဲ့ငရုတ်ကောင်းလေးတွေရဲ့စုံစည်းရည်လေးရဲ့ထည့်ပြီးတော့မှပိန်းငံပြားရည်အနောက်အကြီးပြီးတော့မှ QC အနေငယ်ထည့်ခဲ့ပါတယ်သူ့ကိုကျမတို့ကတညလုံးပေါင်းထားပေးရပါမယ်မီးအေးလေးနဲ့ပေါင်းထားနိုင်ရင်တော့ပိုပြီးတော့မှစားကောင်းတဲ့ကော်ဖီပေါင်းလေးကိုရရှိလာမှာဖြစ်ပါတယ်ရှင်အားလုံးပဲအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်